အားလုံးပဲမင်္ဂလာပါလွယ်လွယ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်တွေ့နေကြဖြစ်တဲ့ဆိုလာပြားတွေရဲ့အကြောင်းကိုကျွန်တော်နဲ့အတူတူလေ့လာလိုက်ကြအောင်ပါဆိုလာပြားတွေဆိုတာနေရောင်ခြည်ကနေပြီးလျှက်စစ်စွမ်းကိုထုတ်လုပ်ပေးတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒါပေမဲ့ဆိုလာပြားတွေကနေရောင်ခြည်ကိုဘယ်လိုဖမ်းယူပြီးလျှက်စစ်တာဘယ်လိုထုတ်လုပ်ပေးလဲဆိုတဲ့အကြောင်းအရာရဲ့နောက်ကွယ်ကအချက်လက်တွေကိုဒီဒီကြ deep dive လုပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆိုလာပြားတွေအကြောင်းကိုမပြောခင်မှာအလင်းရဲ့ပင်မ source တစ်ခုဖြစ်တဲ့နေရဲ့အကြောင်းကိုကျွန်တော်နဲ့အတူတူအရင်ဆုံးလေ့လာကြပါမယ်နေဆိုတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း 4.5 billion year လောက်ကဒီ molecular cloud ရှိပြိုကွဲရာကနေမှတဆင်ဖြစ်ပေါ်လာတဲ့အပူဓာတ်ငွေ့လုံးကြီးတစ်ခုဖြစ်ပါတယ်နေကကမ္ဘာထက်190ဆလောက်ပိုပြီးတော့ကြီးပြီးတော့ hydrogen 83% helium 25% နဲ့ကာဗွန်အောက်ဆီဂျင်အိုင်ရွန်နဲ့တခြားသတ္တုတွေကတော့ 2% လောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။နေရဲ့မျက်နှာပြင်အပူချိန်က9800 Kelvin လောက်ရှိပြီးတော့နေရဲ့အလယ်ဘိုး9ရဲ့အပူချိန်ကတော့156သိန်း Kelvin အထိပူပါတယ်။နေရဲ့အထဲမှာ nuclear fusion တွေကဆက်တိုက်ဖြစ်ပေါ်နေပြီး radiation energy တွေကိုထုတ်လွှတ်ပါတယ်။အဲ့ဒီထုတ်လွှတ်လိုက်တဲ့ radiation energy တွေကအလင်းရဲ့အလင်းနဲ့ကမ္ဘာမြေပေါ်ကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ထုတ်လွှတ်လိုက်တဲ့ radiation energy တွေရဲ့30%ကိုတော့အာကာသထဲကနေစုပ်ယူထားလိုက်ပါတယ်။ကျန်တဲ့51%ကိုတော့ကုန်းမြေတွေနဲ့သမုဒ္ဒရာတွေကနေပြီးတော့စုပ်ယူပါတယ်။ကျန်တဲ့29%ကတော့ကျွန်တော်တို့ atmosphere နဲ့ clouds တွေကနေပြီးတော့စုပ်ယူပါတယ်။ထုတ်လွှတ်လိုက်တဲ့ radiation energy တွေက electromagnetic wave အမျိုးအစားတွေဖြစ်ပြီး gamma wave ကနေ radio wave အထိ wavelength အမျိုးမျိုးရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ human eyes တွေက wavelength တွေအကုန်လုံးကိုမမြင်ရပါဘူး။ကျွန်တော်မျက်လုံးနဲ့မြင်နိုင်တဲ့ wavelength တွေကတော့400 nanometer ကနေပြီးတော့700 nanometer ကြားထဲမှာရှိတဲ့ wavelength တွေကိုပဲမြင်ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်နေဘက်မှာတက်တက်တွေကိုမြင်ရတဲ့အခါမှာအပြာကနေအနီးအထိရောင်စဉ်9ရောင်ကိုပဲမြင်ရတာဖြစ်ပါတယ်။အပြာရဲ့ wavelength ကတော့400 nanometer ရှိပြီးတော့အနီးရဲ့ wavelength ကတော့700 nanometer ရှိပါတယ်။နေရဲ့အကြောင်းကိုဒီနေရာမှာခဏရပ်ထားပြီးကျွန်တော်တို့ရဲ့ main topic ဖြစ်တဲ့ဆိုလာပြားတွေရဲ့အကြောင်းကိုပြန်ပြီးတော့ဆက်လိုက်ကြရအောင်ပါ။ solar panel တွေကိုတော့အဓိကအနေနဲ့ဆီလီကွန်ကနေအဓိကထားပြီးတော့ထုတ်လုပ်ကြတာဖြစ်ပါတယ်။ဆီလီကွန်ကတော့တဲကနေမှတစ်ဆင့်ထုတ်ယူပါတယ်။မိတ်ဆွေတို့ဆီလီကွန်အတန်ကို periodic table မှာကြည့်လိုက်မယ်ဆိုရင်တော့သူရဲ့ atomic number 14ကိုတွေ့ရမှာဖြစ်ပါတယ်။ atomic number 14ဆိုတဲ့ဆီလီကွန်အတန်မှာသူရဲ့အပြင်ဘက်ဆုံးပတ်လမ်းမှာကတော့ electron 4လုံးရှိပါတယ်။ဆီလီကွန် material တစ်ခုမှာဆီလီကွန်အတန်တွေဟာတစ်ခုနဲ့တစ်ခုညီတူညီမျှချိတ်ဆက်နေကြပါတယ်။အဲ့လိုချိတ်ဆက်ခြင်းအပြင်သူ့မှာ electron တွေကပိုလဲမပိုသလိုလိုလဲမလိုပါဘူးကျွန်တော်တို့ကအဲ့ဒီလိုပိုလဲမပိုလိုလဲမလိုတဲ့အနေအထားမှာကျွန်တော်တို့ကညှက်ဆက်ထုတ်ယူလို့မရပါဘူးကျွန်တော်တို့ကတစ်ဖက်မှာ electron တွေပိုနေအောင်တစ်ဖက်မှာ electron တွေလိုနေအောင်အခြေအနေကိုကျွန်တော်တို့ကလုပ်ယူရပါတယ်အဲ့လိုလုပ်တဲ့ process ကိုကျွန်တော်တို့က doping လို့ခေါ်ပါတယ်အဲ့လို doping process ကိုလုပ်ပြီးတစ်ဖက်မှာ electron တွေပိုနေအောင်တစ်ဖက်မှာ electron တွေလိုနေအောင်လုပ်ယူမှသာလျှင်ကျွန်တော်တို့ကsolar panel တွေကနေပြီးတော့ညှစ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ doping လုပ်တဲ့နေရာမှာအဓိကသုံးတဲ့ material နှစ်ခုကတော့ phosphorus နဲ့ boron ဖြစ်ပါတယ်။ phosphorus ရဲ့ atomic number ကတော့15ဖြစ်ပြီးတော့သူရဲ့အပြင်ဘက်ဆုံးပတ်လမ်းမှာ electron 5လုံးရှိပါတယ်။ကျွန်တော်တို့ကအပြင်ဘက်ဆုံးပတ်လမ်းမှာ electron 4လုံးပဲရှိတဲ့ silicon နဲ့အပြင်ဘက်ဆုံးပတ်လမ်းမှာ electron 5လုံးရှိတဲ့ phosphorus နဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့က electron တစ်လုံးကပိုလာပါတယ်။ electron တွေက negative ဆောင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က silicon နဲ့ phosphorus နဲ့ပေါင်းထားတဲ့ layer ကိုကျွန်တော်တို့က in-type semiconductor အနှုတ်ဓာတ်ကိုဆောင်တဲ့ semiconductor ဆိုပြီးတော့ခေါ်ဆိုကြတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့က silicon ကို boron နဲ့ပေါင်းမှာပဲဖြစ်ပါတယ်။ boron ဆိုတဲ့အတန်က atomic number ကတော့5ရှိပါတယ်။သူ့ရဲ့အပြင်ဘက်ဆုံးပတ်လမ်းမှာကတော့ electron 3လုံးရှိပါတယ်။ကျွန်တော်တို့ကအပြင်ဘက်ဆုံးပတ်လမ်းမှာ electron 4လုံးရှိတဲ့ silicon နဲ့အပြင်ဘက်ဆုံးပတ်လမ်းမှာ electron 3လုံးပဲရှိတဲ့ boron နဲ့ပေါင်းတဲ့အခါမှာတော့ electron hole လေးတစ်ခုကပေါ်လာပါတယ်။အဲ့ဒီ electron hole တွေကအပေါင်းဓာတ်ကိုဆောင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က p-type semiconductor အပေါင်းဓာတ်ကိုဆောင်တဲ့ semiconductor ဆိုပြီးတော့ခေါ်ဆိုကြတာဖြစ်ပါတယ်။ solar panel တစ်ခုဖြစ်ပေါ်ဖို့အတွက်ကျွန်တော်တို့က n-type semiconductor နဲ့ p-type semiconductor နဲ့ကိုပေါင်းရပါတယ်။အဲ့လိုပေါင်းတဲ့အခါမှာကျွန်တော်တို့က n-type semiconductor နဲ့ p-type semiconductor ရဲ့ကြားထဲမှာကျွန်တော်တို့က defleration zone ဆိုပြီးတော့ဖြစ်ပေါ်လာပါတယ်။အဲ့ဒီ defleration zone ထဲမှာ electron နဲ့ electron hole တွေကတစ်ဖက်စီရွေ့လျားပြီးတော့ electric field ကိုဖြစ်ပေါ်စေပါတယ်။အဲ့ဒီ electric field က electron တွေကိုတစ်ဖက်ကနေတစ်ဖက်ကိုခုန်မကူးနိုင်အောင်အနည်းငယ်တားဆီးထားပါတယ်။ကျွန်တော်အပြင်မှာမြင်နေရတဲ့ solar panel တွေမှာ n-type semiconductor ကပါပြီးတော့ p-type semiconductor ကတော့ထူပါတယ်။
အဲ့ဒီလိုလောက်ရတဲ့အဓိကအကြောင်းပြချက်ကတော့ electron စီးဆင်းမှုကောင်းအောင်လို့ပဲဖြစ်ပါတယ်နေကလာတဲ့အလင်းထဲမှာ photon လို့ခေါ်တဲ့ particle လေးတွေပါပါတယ်အဲ့ဒီ photon particle လေးတွေကကျွန်တော်တို့ solar panel ကိုထိတဲ့အခါမှာတော့ in-type semiconductor ကိုဖြတ်ပြီးတော့ depletion zone ထဲကိုရောက်သွားပါတယ်အဲ့ဒီ photon လေးတွေက depletion zone ထဲကိုရောက်တဲ့အခါမှာတော့ electron hole pair လေးတွေဖြစ်ပေါ်လာပါတယ်အဲ့ဒီ depletion zone ထဲမှာဆောင်းနာပြောခဲ့တဲ့ကျွန်တော်တို့ electric field လေးရှိပါတယ်အဲ့ဒီ electric field ကခုနကတော့ electron hole pair လေးတွေထက်က electron ကိုကျွန်တော်တို့က n-type semiconductor ဘက်ကိုတွန်းပို့ပေးပါတယ်အဲ့ဒီတော့ electron hole pair လေးမှာ electron တစ်လုံးထွက်သွားတဲ့အတွက်ကြောင့်မလို့ electron hole လေးပဲကျန်ခဲ့ပါတယ်အဲ့ဒီကျန်ခဲ့တဲ့ electron hole နေရာမှာ p-type semiconductor ဘက်က electron တစ်လုံးကဝင်ပြီးတော့လာဖြည့်တာဖြစ်ပါတယ်ကျွန်တော်တို့က n-type semiconductor နဲ့ p-type semiconductor ကြားထဲကိုကျွန်တော်တို့က cable နဲ့ဆက်လိုက်မယ်ဆိုရင်တော့in-type semiconductor ဘက်က electron လေးတွေက cable ကိုဖြတ်ပြီးတော့ကျွန်တော်တို့ p-type semiconductor ဘက်ကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ electron တွေရွေးလျားကြပြီးတော့ကျွန်တော်တို့ solar panel တွေကနေလျှက်စစ်ထုတ်ယူကြတာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ solar panel တွေကနေပြီးတော့လျှက်စစ်တာဘယ်လိုထုတ်ယူလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံသိသွားကြလိမ့်မယ်လို့ညွှန်နေပါတယ်မိတ်ဆွေတို့အကျိုးတုံနေရာရှိခဲ့မယ်ဆိုရင်တော့ like and subscribe လေးနှိုက်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာကြည့်တွေ့ကြအောင်ပါ